လေးမင်္ဂလာပါ ဟုတ်မင်္ဂလာပါ ညီမလေးနာမည်လေးမိတ်ဆက်ပေးပါဦးညီမလေး ညီမနာမည်ကအင်ချူပါ ဟုတ်ကဲ့ပါညီမလေးနေနေပေါ့နော်ဒီ Healis မှာဘယ်ချင်းကနေစပြီးတော့တက်ရောက်ဖြစ်ခဲ့တာလဲညီမလေး ညီမဒီ Healis ကို INCSC မှာစကြောင်းနေရ ဟုတ်ကဲ့ပါညီမလေးဒီပေါ့နော် Healis မှာတက်ရောက်ခဲ့စဉ်ရောညီမလေးနေနေပေါ့နော်scholarship တွေပါရောရခဲ့သေးလား အဲ့လိုမျိုးရခဲ့မှမရှိဘူး ဟုတ်ကဲ့ပါညီမလေးပေါ့နော်ဒီ IGCSE ရဲ့ exam မှာရောဘယ်ဘာသာရက်တင်မှာပေါ့နော်ညီမလေးနေနဲ့ထူးချွန်စုတွေရရှိခဲ့သေးလဲညီမလေး ညီမ accountant တော့ high ဆရာခဲ့ပါတယ် ဟုတ်ကဲ့ပါဒီ accounting ဘာသာရက်မှာပေါ့နော်ဟာဒီ work hire ရရှိဖို့အတွက်ညီမလေးနေနဲ့ဘယ်လိုမျိုးစူးစမ်းအထောက်ခဲ့လဲညီမလေး ညီမတရက်စာတည်းပုံမှန်လုပ်ပြီးတော့ pass paper များများလေးချိန်ခဲ့ရပေါ့နော်ဟုတ် โอเคပါအခုပွဲမှာပေါ့နော်ပြီးရောဒီ high achiever award ရရှိဖို့အတွက်ပေါ့နော်ညီမလေးရဲ့ဒီစူးစမ်းအထောက်မှုပြင်ရောညီမလေးဘယ်လိုမျိုးခံစားချက်လေးရှိလဲပေါ့အဲ့ဒါလေးလည်းပြောပြပါအောင်ညီမလေး ညီမဝမ်းသာပါတယ် โอเคပါညီမလေးအခုလက်ရှိမှာရောဒီ IGCSE ပြီးရောပေါ့နော်ညီမလေးဗမာဆက်ပြီးရောပညာသင်ကြားနေလေ ညီမတရုတ်ကကြည်နေ University မှာ first year တက်တယ် ညီမလေးတက်တဲ့ဒီ university မှာရောပေါ့နော်ဘယ်လိုမျိုး scholarship တွေရရှိခဲ့သေးလဲညီမလေး ညီမ 100% scholarship တက်တယ် โอเคပါညီမလေးအခုပေါ့နော်မတို့ရဲ့ဒီ Healis မှာအခုလက်ရှိတက်ရောက်နေတဲ့ဒီ Julia Healis စာလေးအတွက်ပေါ့ညီမလေးအနေနဲ့စကားလက်ဆောင်လေးပါပေးပါအောင်နော် ညီမပြောချင်တာကတော့စာအုပ်ပုံမှန်လုပ်ပြီးတော့မကြောက်ပါနဲ့ ဟုတ်ကဲ့ပါညီမလေးအခုလိုမျိုးပေါ့နော်လက်ခံပြကြပြီးရတော့ကျေးဇူးအများကြီးတင်ပါတယ်ညီမလေး ပါ ဟုတ်ကဲ့ပါ